အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေနော်ဒီလာမယ့်ဇွန်7စနေနေ့မှာစိန်ဖော်မန်နီဆိုထားမှာရှိတဲ့ FVCC အသင်းတော်ရဲ့ဇယံပွဲလေးကိုပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်ရှင်မန်နီဆိုထားမှာနေထိုင်နေကြတဲ့ဖိုးဖိုးဖွားဖွားဦးတော်မောင်လေးညီမလေးတွေတယောက်စီတိုင်းပေါ့နော်အမိညီမပြည်ကြီးကိုလွမ်းစွတ်တတိယနေကြမယ်လို့သူကယုံကြည်ပါတယ်လွမ်းစွတ်တတိယနေတဲ့စိတ်လေးတွေကိုတစ်စိတ်တစ်ပိုင်းလေးပြေပြောက်စေဖို့အတွက်စီယံဝဲလေးကိုအရောက်လာခဲ့ဖို့မမိနဲ့နော်လာပါအပိကြပါဒါရီရောင်းလေချောင်းကျော်ချမောင်ကျော်စူဇန်လုပ်နေကြအရာလေးတစ်ခုကိုအားလုံးကိုပြောပြမယ်နော်ချစ်ရတဲ့မိသားစုတွေကိုလွမ်းစွတ်တတိရတဲ့အချိန်တွေတိုင်းမှာတယောက်တော့သူကိုလည်းလွမ်းစွတ်တတိရမိတဲ့အခါတွေမှာနေရာအသီးသီးမှာရှိနေတဲ့မိတ်ဆွေတွေတငယ်ချင်းတွေစူဇန်ရဲ့အမှတ်တရဖြစ်ခဲ့တဲ့နေရာလေးတွေအဲ့ဒီလိုဖြစ်နေတဲ့အချိန်တိုင်းမှာစူဇန်အချက်နှစ်ခုကိုအမြဲတမ်းလုပ်ခဲ့ဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့စူဇန်ကဆုတောင်းခြင်းဖြင့်ခွန်အားယူခဲ့ပါတယ်ဒုတိယတစ်ချက်ကတော့မိသားစုတွေကြိုက်တဲ့အစားအစာလေးတွေချစ်ခင်ရသူတွေကြိုက်တဲ့အစားအသောက်လေးတွေကိုယ့်ရဲ့မူရဲ့မြေအစားအစာလေးတွေကိုသွားဘူးရောက်ခဲ့ဘူးတဲ့နေရာဒေသကထွက်တဲ့အစားအသောက်လေးတွေချစ်ခင်ရသူတွေနဲ့အတူတူစားသုံးခဲ့တဲ့အစားအသောက်လေးတွေကိုလွမ်းစွတ်တရားတိုင်းအဲဒီလိုအစားအသောက်လေးတွေစားတော့ခြင်းအဖြစ်စူဇန်ရဲ့လွမ်းစွတ်တရားမှုတွေကိုဒီလိုနည်းနဲ့ပဲဖြည့်သိမ့်ပါတယ်ဒီအတွက်ကြောင့်ဒီလာမယ့်ဇွန်7စနေနေ့ခေလာဖက်မှာပြုလုပ်တဲ့စီယံပွဲတော်မှာရွှေဟင်းသာလေးများရဲ့ဌာနီဖြစ်တဲ့မွန်ပြည်နယ်ရဲ့မော်လမြိုင်မြို့တော်ရဲ့နာမည်အကြီးဆုံးအစားအစာဖြစ်တဲ့မော်လမြိုင်မုတ်ဟင်းကားလေးကိုရောင်းချပေးသွားမှာဖြစ်ပါတယ်မော်လမြိုင်မုတ်ဟင်းကားရဲ့မုတ်ဟင်းကားအရေးလေးဟာဆိုရင်လဲငါးနိုင်ချင်းနဲ့ချက်ပြုတ်ထားတာဖြစ်ပါတယ်မော်လမြိုင်မုတ်ဟင်းကားအရသာစစ်ဖြစ်တဲ့အတွက်ကြောင့်မုတ်ဟင်းကားလေးကိုတစုံစားလိုက်တိုင်းမွန်ပြည်နယ်ကိုချက်ချင်းရောက်သွားလို့ခံစားရမှာအမှန်ဖြစ်ပါတယ်ရှင်စူဇန်တို့အမိညီမပြည်ကြီးရဲ့မြို့တော်ကြီးဖြစ်တဲ့ရန်ကုန်မြို့ကိုလူတိုင်းကိုစီရဲ့ရင်ထဲမှာရှိနေမယ်လို့ထင်ပါတယ်အမှတ်တရပေါင်းမြောက်များစွာနဲ့ပြီးပွားနေတဲ့ရန်ကုန်မြို့တော်ကြီးကိုလွမ်းစွတ်တတိယအနေနဲ့လူတိုင်းတွေအတွက်ကဲနော်ကြီးကိုရောက်သွားစေလို့ခံစားရမယ်ကဲနော်ကြီးဘူးဒီကျော်နဲ့အကျော်ဆုံးကိုလည်းရောင်းချပြီးသွားမှာဖြစ်ပါတယ်ရှင်မမေအိမ်ကိုလွမ်းနေကြတဲ့တူတိုင်းမမေလက်ရစစ်ဖြစ်တဲ့အမေလက်ရငါးငပိကျဲပဇွန်ဟင်းနဲ့ပလက်ချောင်းတို့လည်းရှိပါတယ်နော်အမိညီမပြည်ကြီးရဲ့နေရာမရွေးအချိန်မရွေးမှာဝယ်ယူစားတောက်လို့ရတဲ့အတုပ်ဆုံးဝက်ကောင်းတော့နန်းကြီးတော့တူရှိဒံပေါပေါစီဘိမုတ်မုတ်ဖက်ထောပေကက်ကျော်ကိုလည်းသရှင်လက်ဆက်စွာဖြင့်ရောင်းချပြီးသွားမှာဖြစ်ပါတယ်ရှင်ဖိုးဖွားဦးတော်ကိုကိုမမမောင်လေးညီမလေးတို့လူတိုင်းမှာစူးရင်စိတ်တွေပူပန်စိတ်တွေရင်ဘတ်တွေမှာမွန်းကျမှုတွေအားလုံးကိုပြေပြောက်စေဖို့အတွက်မုတ်လက်ဆောင်လေးရှိပါတယ်နော်မုတ်လက်ဆောင်လေးကိုတောက်သုံးခြင်းအဖြစ်ရင်အပူတွေကိုကြားစီမှာအမှန်ဖြစ်ပါတယ်နော်
ကြောက်ရွံ့စိုးရိမ်ထိတ်လန့်မှုတွေကိုကင်းပြောက်စေမယ်ကြောက်ချောလေးလည်းရှိပါတယ်နော်ပူလောင်နေတဲ့နှလုံးသားလေးရဲ့အပူမီးလေးတွေကိုငြိမ်းအေးစေဖို့ရေခဲတုပ်လည်းရှိတယ်နော်စူဇန်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အပူအပုတ်တွေကင်းစင်ပြီးတော့စွမ်းအားကြီးမားတဲ့အချစ်တွေဝင်ရောက်ဖို့အတွက်ဆေးကလမဖြော်ရည်ဖို့လည်းတောက်ဖို့မမိနဲ့နော်စူဇန်တို့ဟာချစ်ခင်ရတဲ့သူတွေနဲ့ချစ်ရသူရဲ့နဘေးလေးမှာအသက်ထက်ဆုံးအတူဖြတ်သန်းသွားဖို့အတွက်ကျမကြီးအတွက်ညီညွတ်လာတဲ့တတိပေါင်းများစွာကိုလည်းပြင်ဆင်ပြုလုပ်ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်ဈေးရောင်းပွဲတော်ကိုအလဲပတ်လာရောက်ခြင်းအဖြစ်တတိယလွမ်းဆွနေတဲ့စိတ်လေးတွေကိုဖြေပြောက်စီပြီးတော့ချစ်ခင်ရသောမိတ်ဆွေတငယ်ချင်းများကိုလည်းပြန်လည်စုံစည်းနိုင်ပြီးတော့မိတ်ဆွေများစွာကိုလည်းတိုးပွားစေမှာဖြစ်ပါတယ်ဈေးရောင်းပွဲတော်နေ့လေးမှာအစားတောက်လေးတွေကိုဝယ်ယူပြီးပြန်သွားခြင်းမပြုတ်လို့ပဲနဲ့တရားကူတရားမိတ္တဟာယဖွဲ့ခြင်းကံရည်ပင်ကြီးနဘီနာလေးမှာစိတ်အပန်းလေးတွေဖြည့်ပြီးတော့ချစ်ရတဲ့သူတွေနဲ့မိသားစုတွေနဲ့အတူတူစိတ်ပန်းဖြည့်ပြီးမှပြန်ကြဖို့တောင်းဆိုပါရစေနော်ဖိုးဖိုးဖွားဖွားဦးတော်တော်ကိုမမမောင်လေးညီမလေးတွေရဲ့အိမ်ပြန်ခရီးမှာဆိုရင်လည်းလက်ချီပလာတွေနဲ့မပြန်မဲနဲ့အမိညီမပြည်ကြီးရဲ့အစားတောက်လေးတွေစိတ်ရဲ့ငြိမ်းချမ်းမှုပျော်ရွှင်မှုနှလုံးသားလေးထဲမှာလူအပ်နေတဲ့အချစ်တွေနဲ့တပွေးတစ်ပိုက်ကြီးတည်ဆောင်သွားပါစေလို့တောင်းဆိုပါစေနော်စူဇန်တို့ရဲ့ FBCC အသင်းတော်ရဲ့ဈေးရောင်းပွဲတော်လေးကိုအရောက်လမ်းလာခဲ့ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်နော်ဖိုးဖွားဖွားဦးတော်တော်မောင်လေးညီမလေးတို့ရဲ့တန်ဖိုးရှိလာတဲ့အချိန်လေးတွေကိုဒီလာမယ့်ဇွန်7စနေနေ့မနက်10:00 နာရီကနေညနေ4:00 နာရီမှာခေလာဖက်မှာတယောက်စီတိုင်းအရောက်လန်းလာခဲ့ဖို့ထပ်မံပြီးဖိတ်ခေါ်ပါတယ်နော်စူဇန်တို့ရဲ့ FBCC အသင်းတော်ကလည်းနှွေထွေးစွာနဲ့ကြိုဆိုလျက်ရှိနေပါတယ်နော်ဇွန်7မှာအားလုံးစုံကြမယ်နော်တတာThat's